ဘဝဆိုတာဒီလိုပါပဲအောင်မြင်ဖို့ကြိုးစားခြင်းရှုံးနေခြင်းကိုမညှို့ညင်ရဘူးလေပျော်ရွှင်ဖို့ကြိုးစားခြင်းဝမ်းနည်းခြင်းကိုမညှို့ညင်ရဘူးသူများထက်တာခြင်းကိုယ်ထက်တာတဲ့သူအပြောကိုခံနိုင်ရမယ်ဘဝဆိုတာကြမ်းတမ်းပါတယ်လိုအပ်ချက်တွေများစွာနဲ့ပါကိုကအဲ့ဒီလိုအပ်ချက်ကိုဖြည့်စွက်နိုင်မှရမယ်ကိုသွားနေတဲ့ပန်းနိုင်ကိုရောက်ချင်ကိုမသွားခြင်းနဲ့ပန်းနိုင်ကိုလည်းရှောက်ရောက်မှာပါပဲအမြင့်ကိုရောက်ချင်အောက်ခြေကိုခိုင်အောင်အရင်လှုပ်သင့်ပါတယ်ရည်ရွယ်ချက်ရှိနေရင်သိခံနိုင်ရမယ်ရှင်သန်ခြင်းတည်ဆုံးရုံမှလည်းမကြောက်ရချမ်းသာခြင်းဆင်းရဲတဲ့